အားလုံးပဲမင်္ဂလာပါခင်ဗျ2016ကြိမ်ပြပေါ့နော်ကျွန်တော်ကအကွက်ရှူအာသံကစားတာဖြစ်တဲ့အတွက်ဒီ16ကြိမ်မှာထွက်လာတဲ့15ကြိမ်မှာထွက်သွားတဲ့ဖရင်စီကျော်အရာ16ကြိမ်မှာအကွက်ရှူကနန်းကစားတဲ့စနစ်ကလေးကိုဒီဗီဒီယိုဖိုင်မှာကျွန်တော်ရဲ့မိတ်ဆွေများအတွက်တင်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကလနာနှိမ့်မှာပေါ့နော်ထိပ်စီးရရှည်ရွဲရဒီလေးတော့မှရင်လေးရပါဝါကုနောက်ပိတ်တနေ့နှစ်နေ့ချလိုက်နောက်ထပ်တစ်ကြိမ်ထိပ်စီးရဒီရှည်ရွဲရသုံးလုံးမှရင်လေးရပါဝါကုနောက်ပိတ်တနေ့နှစ်နေ့ချလိုက်တတိယမြောက်ထိပ်စီးရရှည်ရွဲရဒီသုံးလုံးမှရင်လေးရပါဝါကုနောက်ပိတ်ဆိုတဲ့ဒီဖရစီရရှိတယ်ပေါ့နော်နှစ်ဦးကုတ်အဲ့ဒီကနေသူ့ရဲ့နောက်တဲ့ထဲမှာပေါ့နော်ခင်းရမယ်လမ်းကြတစ်ခုပြီးခဲ့တဲ့15ကြိမ်မှာခင်းပြသွားတယ်ဒါပါလဲဆိုလို့ရှိရင်ဒီပရိတ်ဒီသုံးခုပေါင်းခြင်းလေးရဲ့ပါဝါကုနောက်ပေးလို့ရပြီဒီသုံးလုံးပေါင်း၄ရဲ့နက်ကအဲ့ကုနောက်ပေးရဲ့နောက်တဲ့ထဲမှာပထမဆုံးနှစ်ပရိတ်စထွက်တဲ့လမ်းစဉ်ရှစ်ပရိတ်တစ်ပရိတ်ခုံပရိတ်၃ညပရိတ်လေးပရိတ်ရှစ်ပရိတ်နှစ်ပရိတ်ဒီနေရာမှာမှစထွက်သွားတယ်အဲ့လိုနှစ်ပရိတ်လို့ထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းဒီကနန်းဒီဘလို့အကွက်ရွှေကစားတယ်လေဒါကိုလိုက်ကစားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းဒုတိယကဒီသုံးလုံးပေါင်းရင်လေးရဲ့ပေါ့ကိုလေးရဲ့နက်ကသူ့ရဲ့နောက်ထဲမှာနှစ်ပရိတ်5ပရိတ်6ပရိတ်2ပရိတ်ဒီနေရာမှာ2ပရိတ်ဆိုစပြီးတော့ခင်းလာတယ်ခင်းပြန်တဲ့သူ့ရဲ့အောက်မှာအောက်ဘွဲစဒီအောက်မှာကစားတဲ့ကစားကွက်ဒီဘလို့အကွက်ရွှေကနန်းလေဒါကိုလိုက်ကစားတာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းဒီတိုင်းပဲလေးကူရိုက်ပြီးတော့တစ်နှစ်လုံးမှာ2ပရိတ်စထက်လာပြီပေါ့နော်ဒီမှာပမာဆုံး6တင်5ဆိုပြီးတော့2ပရိတ်ကစထက်လာပြီအဲ့လိုစထက်လာပြီးတဲ့အောက်မှာကစားမဲ့ကစားကွက်ဘလို့ကစားကွက်ဘလို့ကနန်းဖြစ်မလဲဘလို့အကွက်ရွှေလိုက်ကစားတယ်လေဒီဖရင်ကိုဒီအချင်းချင်းကိုကျွန်တော်လိုက်ကစားမှာပေါ့နော်လေးကူနှစ်ဒီနော်နှစ်ပရိတ်စထက်တာလေးကူနှစ်ဒီနေရာမှာပြောစရာရှိလာပြီပေါ့နော်ဘာလို့ကစားချင်တာလဲသူမှစနစ်ဒီပါတယ်ပေါ့နော်ဒီခင်ကျကိုခင်ပြီးလေးကူလို့ခင်ပြီးသူ့ရဲ့နောက်ထဲမှာနှစ်ပရိတ်စထွက်ရမှာခင်ကျသူအပြည့်ဆိုရိုက်သွားတယ်ဘလို့ရိုက်သွားတယ်ဒါလေးကိုအရင်ကျွန်တော်ပြန်ပြီးတော့သူစိုက်ကြည့်အောင်ရှင်းနှလုံးပေါင်း30ဆောင်းပါပထမကပ်မှာဆောင်းပါနှစ်ပရိတ်ကရိုက်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာလည်းရှင်းလုံးပေါင်း30ရှိဒီဆောင်းမှာမရိုက်ဘူးဒီမှာလည်းရှင်းလုံးပေါင်း30ဒီဆောင်းမှာနှစ်ပရိတ်ရိုက်ဒီနေရာမှာရှင်းလုံးပေါင်း30ဒီဆောင်းကျမှာဘာကြောင့်နှစ်ပရိတ်ကရိုက်တာလဲသူအပြည့်စုံပုံဖော်ထားတယ်ပေါ့နော်ရှင်းလုံးပေါင်း30ဘယ်30လဲကိုထောက်ထားတာကသူရှိနှစ်ကဆောင်းမှာထိပ်စီသုံးလုံးပေါင်းရင်ဒီ6အဲ့ဒီ6ဒီ6ထိပ်လို့ဝင်ပြီးရှင်းနှလုံးပေါင်း30လို့ရိုက်တဲ့ဆောင်းမှာနှစ်ပရိတ်ကထွက်ထားတာအတိအကျဒုတိယကလည်းဒီတိုင်းပဲဒီရှင်းလုံးပေါင်း9ရဲ့ဆောင်းမှာဘာကြောင့်ထွက်တာလဲသူ့ရဲ့ဆောင်းမှာခါရသုံးလုံးပေါင်းရင်ဒီ9တဲ့အဲ့ဒီ9ဒီ9ထိပ်လို့ထည့်ပြီးရှင်းလုံးပေါင်း30လို့ရိုက်တဲ့ကောင်ရဲ့ဆောင်းမှာနှစ်ပရိတ်ကစထွက်တာဒါဆိုလို့ရှိရင်ဒီဖိန်သူ့ရဲ့နောက်တဲ့မှာနှစ်ပရိတ်သူ့ရှင်းနှစ်ကရှင်းနှလုံးပေါင်း8ရဲ့ဆောင်းမှာကျွန်တော်တို့နှစ်ပရိတ်ထွက်နိုင်တယ်ဆိုတဲ့အယူဆဒါဆိုဒီမှာရှင်းနှလုံးပေါင်း8လိုက်ရှာရှင်းနှလုံးပေါင်း4ရှင်းနှလုံးပေါင်း30ခွန်1 4 4 1 3 8
ဒီရှင်လုံးပေါင်းရှစ်ဆောင်းမှာနှစ်ပိတ်မထွက်ခဲ့ဘူးဘာကြောင့်လဲ919ဒီဇွန်သုံးလုံးပေါင်းချင်း9ထိတ်လို့ထည့်ပြီးမှရှင်လုံးပေါင်းရှစ်ရိုက်တဲ့ဖြစ်စဉ်မရှိလို့ဒီမှာမထွက်ခဲ့ဘူးဒါဆိုဒီမှာ2ဒီမှာ6ဒီမှာ9ဒီမှာ3ဒီမှာ4ဒီမှာရှင်လုံးပေါင်း8လို့ပြောင်းဝင်လိုက်တယ်သူ့ဆောင်မှာနှစ်ပိတ်ဘာကြောင့်ထွက်သွားတာလဲရှေ့ကဖြစ်စဉ်လို့ပဲထောက်ချက်အငြိမ်ထည့်ထားတယ်ခေါင်းသုံးလုံးပေါင်းချင်းဒီ3အဲ့ဒီ3ဒီထိတ်စီလို့ဝင်လာခေါင်းသုံးလုံးပေါင်းချင်း3ဒီထိတ်စီလို့ဝင်ပြီးရှင်လုံးပေါင်း8လို့ရဲတဲ့ကောင်ရဆောင်မှာ398ဆိုတဲ့အထိတ်ကိုဒီအထိတ်နဲ့သူ့ဆောင်မှာနှစ်ပိတ်ကလိုက်ထွက်တာထွက်သွားပြီပေါ့နော်ထွက်ခဲ့တော့အဲ့ဒီနေရာမှာသူကဒီဇွန်ရဲ့ဇွန်မှာနှစ်ပိတ်မထွက်ခင်လို့မဲ့အလုပ်တွေလည်းအကုန်လုပ်သွားတယ်ဒီနောက်တွဲနဲ့ထိတ်စီနဲ့ဒီပုံညလို့ခံပြီးမှနှစ်ပိတ်ထွက်တာဒီမှာကျတော့နောက်တွဲနဲ့ခါဒီ sorry နောက်တွဲနဲ့ခါဒီပုံညာပြီးတော့တစ်လို့ခံပြီးမှနှစ်ပိတ်ထွက်တာပရမတ်ခတ်မှာပေါ့နော်နှစ်ပိတ်လို့မထွက်ခင်မှာနောက်တွဲနဲ့ခါဒီပုံညလို့ခံပြီးမှနှစ်ပိတ်လိုက်တာဒုတိယကတ်မှာကျနောက်တွဲနဲ့ခါဒီတစ်လို့ခံပြီးမှနှစ်ပိတ်လိုက်တာတတိယကတ်အတိအကျပဲလုပ်သွားပေါ့နော်နောက်တွဲနဲ့ခါဒီပုံညတစ်ပြီးတော့နှစ်လို့ခံထားတယ်အဲ့ဒီအတွက်နှစ်ပိတ်ကထွက်သွားပြီပေါ့နော်ထွက်သွားပြီမထွက်ခင်မှာတော့ဒီယူဆပိုင်းတွေစဉ်းစားရမယ်ဆိုရှင်အမြင်အဖြစ်ယူကျွန်တော်စဉ်းစားကြည့်မယ်ဆိုရှင်ရှင်နှလုံးပေါင်း9ခုနောက်ပိတ်နဲ့ပြိ9နှစ်ပိတ်စထွက်တဲ့ချိန်မှာရှင်နှလုံးပေါင်း9ခုနောက်ပိတ်နဲ့ပြိ9ရှင်နှလုံးပေါင်း9နဲ့ခုနောက်ပိတ်နဲ့ပြိ9ဒါယူရှင်ဒီလိုတစ်ချက်မြင်လို့ရတယ်တုံးကက်စီရဲ့သဘောတရားတွေကိုရှင်းလင်းပြောင်းလို့တခြားလေးရှင်းပြပေးရနော်မူရမာယာတွေရှိတတ်တယ်အဲ့လိုမျိုးဆိုနောက်တစ်မျိုးစီခွာပေါင်းခြင်းဒီအလဲတိုင်းဆိုမက်တန်နဲ့နှစ်ပိတ်စထွက်တဲ့ချိန်မှာခွာပေါင်းခြင်းစီအလဲပိုင်းနဲ့အလဲတိုင်းဆိုမက်တန်နဲ့နှစ်ပိတ်ဟောဒီမှာခွာပေါင်းခြင်းဒီအလဲတိုင်းဆိုမက်တန်နဲ့နှစ်ပိတ်ဒီမှာတော့ပရပတ်နှစ်ကလုံးမှာစုံမနှစ်ခုလုံးနဲ့ထွက်တယ်ဒီမှာကျတော့စုံမတစ်ခုနဲ့ပဲပြီးတယ်ကိုယ့်ကိုပြန်လိုက်ရှင်လုံးပေါင်း9ခုနောက်ပိတ်နဲ့ခွာပေါင်းခြင်းဒီအလဲတိုင်းနဲ့နှစ်ပိတ်ဆိုဒီကနန်းနှစ်ကွက်ထဲကဒီ969နဲ့4တက်ခွန်ဆိုဒီကနန်းနှစ်ကွက်ထဲကတစ်ကွက်ပဲပြန်ထွက်ရမှာဟုတ်ပြီနော်30မှာဒီလိုအပြောင်းလဲဖြစ်တတ်တယ်ဒါဆိုရင်ဘာကြောင့်ပြီးခဲ့တာလဲဒီမှာတော့ဒီနောက်တွဲနဲ့ဒီရှည်တွဲနဲ့ပေါင်းခြင်းရဲလဲဒီလေးလုံးပေါင်းခြင်းရဲလဲဒီ9ဖြစ်ပြီးမှနှလုံးပေါင်း9လို့အောက်မှာတိုင်ထည့်ပြီးမှဖြစ်ချင်ကစားတာဒီမှာလည်းဒီတိုင်းပဲနောက်တွဲနဲ့ရှည်တွဲနဲ့ဒီလေးလုံးပေါင်းခြင်းရဲတဲ့35နဲ့9လို့ဖြစ်ပြီးမှဒီဖြစ်ချင်ကစားတာဒီမှာကြတော့နောက်တွဲနဲ့ရှည်တွဲနဲ့ဒီလေးလုံးပေါင်းခြင်းရဲလက်ဒီ9မှုတော့6ဖြစ်သွားပြီနောက်လုံးပေါင်းခြင်း9ရှင်လုံးပေါင်းခြင်း1ဒီလေးလုံးပေါင်းခြင်းရဲလက်ဒီ6ဖြစ်သွားပြီအဲ့ဒီ6ဖြစ်သွားတဲ့အတွက်နှလုံးပေါင်း6ဆိုရဲလက်ပါအောင်ထည့်ကစားပြီးတော့သူဆင်လို့ရတဲ့လမ်းကြောင်းပေါ့နော်လမ်းကြောင်းတွေကနှစ်ခုဖြစ်နိုင်တဲ့လမ်းကြောင်းတွေကခုနောက်ပိတ်ရှင်လုံးပေါင်း9ခုနောက်ပိတ်ရှင်လုံးပေါင်း9ရိုးရိုးလေးမြင်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အခွဒီအလဲတိုင်းဆိုရစနစ်ဒီမှာလည်းအခွဒီအလဲတိုင်းဆိုရစနစ်အခွဒီအလဲတိုင်းဆိုရစနစ်နဲ့သူရှိရဖြစ်စဉ်တွေအကုန်လုံးကန့်ရည်တဲ့လမ်းစဉ်နဲ့နှစ်ပိတ်ကထွက်ပြေးသွားပြီပေါ့နော်အဲ့ထွက်ပြေးသွားချိန်မှာဒါဆိုလို့ရှိရင်သူ့ဘာလေးချုပ်ပြီးမှထွက်လာတယ်စိတ်ဝင်စားစရာကောင်းတာတွေအများကြီးပါလာတာပေါ့နော်ဘာလေးချုပ်ပြီးတော့ထွက်လာလဲဆိုခွာပေါင်းခြင်းဒီအလဲတိုင်းဆိုရစနစ်နဲ့ထွက်တဲ့ချိန်မှာစနစ်တစ်ခုနဲ့ပဲချုပ်ပြီးတော့ထွက်တာတက်စီသုံးလုံးပေါင်းခြင်းဒီ4ပြီးတော့တက်စီသုံးလုံးပေါင်းခြင်းဒီ3ပြီးတော့တက်စီသုံးလုံးပေါင်းခြင်းဒီ2ဒါဆို6ထိပ်ပြီးရင်နောက်ပိတ်3လုံးပေါင်းခြင်းဒီ5 6 3လုံးပေါင်းခြင်းဒီ8
ဖြစ်ပြီးတော့ဒီမှာနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်နဲ့ခွန်ပြီးတော့ဒီမှာနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီ6ဆိုရရက်လိုက်ကိုတိကျထည့်ပြီးတော့ထိပ်စီးနဲ့နောက်ပိတ်နဲ့အတိကျဒီလမ်းကြောင်းကိုထည့်ပြီးမှ6ထိပ်5ပိတ်ခွတ်တစ်ဖြစ်လို့အလဲတိုင်းဒီတစ်ခါနဲ့ခွာပေါင်းခြင်းဒီအလဲတိုင်းနဲ့နှစ်ပရိတ်ပထမဆုံးစတဲ့နှစ်ပရိတ်ကိုဒီလိုအောင်ပြသွားပြီပေါ့နော်ဒီလိုအောင်ပြသွားပြီဒီလိုသုံးလုံးပေါင်းခြင်း4ဒီလိုသုံးလုံးပေါင်းခြင်း3ပြီးတော့ဒီလိုသုံးလုံးပေါင်းခြင်းဒီ2ပြီးရင်ဒီလိုသုံးလုံးပေါင်းခြင်းဒီနောက်ပိတ်ကိုကြတော့ထိပ်စီးကိုအဲ့လိုဖြီးပြီးတော့နောက်ပိတ်ကိုကြဒီလိုသုံးလုံးပေါင်းခြင်းဒီ8ဒီလိုသုံးလုံးပေါင်းခြင်းဒီခွန်ဒီလိုသုံးလုံးပေါင်းခြင်းဒီ6ဆိုတဲ့မက်တန်နဲ့အတိကျထည့်ပြီးတော့ထိပ်စီးနဲ့နောက်ပိတ်6ထိပ်5ပိတ်ခွာပေါင်းခြင်းဒီ1အလဲတိုင်းဘရိတ်နဲ့လေကွက်တီနဲ့ဒီလိုစနစ်နဲ့ပထမဆုံးစကြပဲဘရိတ်နဲ့ကိုအောင်ပြပေးသွားပြီပေါ့နော်အဲ့ဖရိတ်တစ်ခုခင်းလိုက်ပေါ့ဒီချိန်ထိရဒီနေရာထိဒီလိုမျိုးဖြစ်စဉ်ကကျွန်တော်ရိုးရှင်းရတာထွက်သွားပြီးမှအကုန်လုံးချုပ်ကွက်တယ်ညီအောင်ဘလို့ချုပ်လို့ရတယ်ဆိုတော့ပေါ်တာပဲအဓိကကျွန်တော်တို့ကစားတဲ့မဲ့တဲ့ကြပထမဆုံးနှစ်ပိတ်လို့ထွက်ပြီးရင်ကျွန်တော်တို့ကစားနေတဲ့ကစားနီးဟန်ကပထမဆုံးနှစ်ပိတ်လို့ထွက်ပြီးသူ့ရဲ့အောက်မှာဒီမှာထွက်လိုက်မယ်ကနန်းကဘာကနန်းလဲဘေးရလဲဒါမျိုးကိုကျွန်တော်တို့စိတ်ဝင်စားလိုက်ကစားတာပေါ့နော်ပထမဆုံးနှစ်ပိတ်လို့ထွက်ပြီးရတယ်သူ့ရဲ့အောက်မှာထွက်တဲ့ကနန်း258ဆိုတဲ့ကနန်းကတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်သူ့ရှစ်5နှစ်မြောက်ကကနန်းကဒီလိုလိုက်ထွက်တာဒီမှာလည်းဒီတိုင်းပဲပထမဆုံးနှစ်ပိတ်လို့ရိုက်ဒီအောက်မှာထွက်တဲ့65နှစ်ဆိုတဲ့ကနန်းက1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်ထားတဲ့ကနန်းတစ်ခွက်ကဒီလိုလိုက်ထွက်တာဟုတ်ပြီဒါဆိုကျွန်တော်တို့ကပထမဆုံးထွက်မယ်နှစ်ပိတ်စနစ်တကျနေရာကောဖြီရာကောအတိအကျစနစ်တကျစီနေကန်နဲ့သူထွက်ပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်သူ့အောက်မှာထွက်မယ်ကနန်းဒါမျိုးရကျွန်တော်တို့စိတ်ဝင်စားလိုက်ကစားပြီပေါ့နော်ဒီအောက်မှာထွက်မယ်ကနန်းဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်တဲ့ကနန်းဆိုဒီအချိန်မှာကျွန်တော်တို့2022ကထွက်ခဲ့တဲ့ကနန်းတွေကိုလိုက်ကစားရတော့မယ်2020ထဲမှာထွက်ခဲ့ရမယ်ကနန်းဒီ16ကျင်းမြောက်မှာဒါနှစ်လိုက်အကွက်ရွှေ့နေကျွန်တော်တို့ကစားဟန်နဲ့ဝင်လာတဲ့ကစားကွက်ဖြစ်တဲ့အတွက်ကစားတော့မယ်2020ထဲကထွက်ထားတဲ့ကနန်းဘယ်ကနန်းနေလဲဒီ2022ကနေ2026ကိုဘယ်ကနန်းနေထွက်နိုင်လဲဆိုတော့ကျွန်တော်အရင်တော့ကျွန်တော်ရှေ့ live တွေမှာဗီဒီယိုဖိုင်တွေမှာကျွန်တော် AC တိကျလေးရှင်းပြခဲ့ပြီးတဲ့ဗီဒီယိုဖိုင်တွေရှိတယ်ဒီကျွန်တော်ရဲ့ YouTube channel ထဲမှာပဲရှိမယ်ထင်တယ်မိတ်ဆွေတို့ကိုယ်တိုင်ဝင်ရှာပြီးတော့ဒါကျွန်တော်ဘာတွေပြောခဲ့လဲဆိုတာလေးကိုလည်းပြန်ပြီးတော့ဝင်ကြည့်ဖို့လိုအပ်မယ်ထင်တယ်စိတ်ဝင်စားရင်ဝင်ကြည့်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖြစ်စဉ်ခင်းလာတဲ့အနေအထားပေါ့နော်အခုဖြစ်စဉ်ခင်းလာတဲ့အနေအထားပုံမှာမူတည်ပြီးတော့ကျွန်တော် live မှာကျွန်တော်ခုနပြောတာကဒီဖြစ်နိုင်ခြေအဖြစ်နှစ်စွန်းနဲ့ဒီ2020နှစ်စွန်းရဲ့ကဏ္ဍက2026ကိုဘာကဏ္ဍနေဘယ်လိုစနစ်တွေနဲ့ထွက်နိုင်လဲဆိုတော့နှစ်ချုပ်အတွေ့နဲ့ပြောထားတဲ့ဗီဒီယိုဖိုင်တွေရှိတယ်ဒီကျွန်တော်ရဲ့ channel ထဲမှာပဲစိတ်ဝင်စားရင် like ရှာကြည့်ပေါ့နော်အခုဖြစ်စဉ်နဲ့ဖမ်းမှာကလည်းကျွန်တော်တို့ဖမ်းစရာတွေအမျိုးမျိုးရှိလာမှာပေါ့နော်ပထမဆုံးလားပထမဆုံး break ချုပ်ကွက်နဲ့ဖမ်းမယ်ဆိုလို့ရှိရင်တစ် break ခွန် break 5 break ဒီ break 3ခုပေါင်းခြင်း3ဆိုဖြစ်စဉ်နဲ့ရိုက်ပြီးတော့ဒီမှာဝင်လာမဲ့ break 5အဲ့ဒီ break 5ကဏ္ဍက1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်တဲ့ကဏ္ဍလို့ break ချုပ်နေဆိုဒီတစ်ချက်ဖမ်းကြည့်မယ်ကိုကြိုက်တာကိုစိတ်ဝင်စားကိုယ့်ကိုလိုက်တော့နော်မကြိုက်ရင်မသုံးနဲ့အခုဒီမှာလည်းဒီတိုင်းပဲ break 6 break 4 break 3 6 4 3 break 3ခုပေါင်းခြင်းဒီ3ဆိုတဲ့ရက်လက်နဲ့ဒီနေရာမှာ break 3လို့ဝင်လာချိန်မှာအဲ့ break 3ကဏ္ဍဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်တဲ့ကဏ္ဍဒါဆိုလို့ရှိရင်အဲ့စနစ်နဲ့ပဲကျွန်တော်တို့ဖမ်းကြည့်မယ်ဒီ break 3ခုပေါင်းခြင်းကိုကျွန်တော်တို့3လို့ဖမ်း3လို့ဖမ်းဖို့အတွက်ဆိုလို့ရှိရင်ဒီမှာ break 2ဒီမှာ break 4ရှိတယ်ဒီနေရာ break ခွန်လို့ထင်မှာ2 break 4 break ခွန် break ဆိုမှ break 3ခုပေါင်းခြင်းရက်လက်ဒီ3လို့ဖြစ်မှာဒါဆိုရင် break ခွန်ဒီနေရာမှာဝင်မဲ့ကဏ္ဍ break ခွန်ကဏ္ဍအဲ့ဒီကဏ္ဍဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်ထားတဲ့ကဏ္ဍ2020ထဲမှာထူးခြားချက်က break ခွန်ကဏ္ဍဒီတစ်ခွက်တည်းထွက်တာ2ကြိမ်ထွက်တာဟဲ့136 136ဆိုကဏ္ဍ
break ကိုနှစ်ကြိမ်ထွက်ခဲ့တဲ့ကဏ္ဍဒီတစ်ခွက်တည်းထွက်တာဒီဖြစ်စဉ်ကိုကျွန်တော်တို့ရှေ့မှာဗီဒီယိုဖိုင်နေမှာလဲဒီကဏ္ဍဖမ်းတဲ့ method တွေတခြားသော site တွေကနေပြောခဲ့ပြီးသားရှိတယ်အခုတိုက်ဆိုင်မှုရှိလာပြီပေါ့နော်ဒီနေရာမှာဝင်မဲ့ကဏ္ဍဒီနေရာမှာဝင်တဲ့ကဏ္ဍ break 3ခုပေါင်းချင်းချုပ်ကွက်3ဆိုတဲ့ရလနဲ့ချုပ်မယ်ဆိုရင်2 break 4 break ဒီနေရာမှာခွန် break လို့ထည့်မှာ3ဖြစ်မှာအဲ့3ခွန်ဝင်လာတဲ့ခွန် break ကဏ္ဍက1နဲ့2နဲ့3နဲ့4နဲ့5နဲ့ကကဏ္ဍဆိုဒီတစ်ခွက်ထဲရှိတဲ့အတွက်ဒီဘက်မှာ136 R ဆိုတဲ့ကဏ္ဍထိစီလေလောက်ပိတ်နောက်ပိတ်နေရာဆိုတာကတော့မိတ်ဆွေတို့စိတ်ဝင်စားသလိုကိုယ်တိုင်နဲ့ညံကွက်ပြီးတော့ဒီကဏ္ဍကိုကစားခြင်းနဲ့ဆိုတော့ကိုယ်တိုင်လည်းရွေးချယ်ပေါ့နော်ကိုယ်တိုင်ပဲရွေးချယ်ပါကျွန်တော်ကတော့ R ဆိုတဲ့စနစ်ကိုပဲအကွက်ရွှေကဏ္ဍဒီကဏ္ဍတွေရွှေ့နိုင်တယ်ဆိုတဲ့အယူဆကိုမိတ်ဆွေတို့ကိုတင်ပြပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ဒီကဏ္ဍ136 R ဆိုတဲ့ကဏ္ဍဒီဒီချိန်မှာရွေ့နိုင်တယ်ဆိုတဲ့အယူဆကိုတင်ပြပေးလိုက်တာဖြစ်ပါတယ်ကြိုက်နေတဲ့မိတ်ဆွေကဒီစီလေနောက်ပိတ်ကိုယ့်အကိုစဉ်းစားပြီးတော့ရွေးချယ်ပါပေါ့နော်ဒါကပရိကျော်နဲ့ဖမ်းလိုက်တဲ့စနစ်အမျိုးမျိုးရှိရင်နော်ချင်းမှာခုနကျွန်တော်ရှင်းပြပြီးပြီအမျိုးမျိုးရှိတယ်ဒါကရိုးရှင်းမဲ့အမြင်လိုင်းပေါ့နော်ပရိသုံးခုပေါင်းချင်း3ဆိုတဲ့ method နဲ့ဒါကျွန်တော်တို့ဖမ်းတဲ့စနစ်ချင်းမှာအမျိုးမျိုးရှိရနော်ရှေ့ကြမယ်နှစ်ပြိတ်မှာကိုပဲဖြစ်တဲ့အဖြစ်ခုနမိတ်ဆွေတို့ကျွန်တော်ရှင်းပြပြီးပြီရိုးရှင်းခုနောက်ပဲရှင်းလုံးလုံးကဒီလိုလဲကြနေတယ်ဒီလိုလဲရိုးရှင်းမြင်လိုက်လို့ရတယ်အဲ့လိုမဟုတ်ဖဲနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဖွာပေါင်းချင်းဒီအလဲတိုင်းအဲ့အခုစနစ်ဒီကျွန်တော်တို့နှစ်မျိုးရှိတဲ့ထဲကဖွာပေါင်းချင်းဒီအလဲတိုင်းဆိုတဲ့စနစ်ကိုကြသွားတယ်ကြမယ်နေရာကကြတဲ့ဖြစ်စဉ်ကိုချုပ်ကွက်ကိုအားလုံးဒီအတိအကျပုံစံမျိုးလုပ်ပြီးသွားတယ်အခုလည်းခုနကခုအောက်တို့အောက်မှာကြာမယ်လိုက်ကိုခုကျွန်တော်တို့အမြင်အဖြစ်ပရိသုံးခုပေါင်းချင်း3ဆိုစနစ်နဲ့ချုပ်ပြလိုက်ပြီအဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်မျိုးပေါ့နော်ဒီကျွန်တော်တို့ပေါင်းချင်းဒီထိစီလည်းနောက်ပိတ်ကိုတွားတဲ့စနစ်တွေပေါင်းချင်းနဲ့ချုပ်ကွက်နဲ့ကျွန်တော်တစ်ချက်ပြန်နောက်တစ်မျိုးပြန်စဉ်းစားကြည့်အောင်ဒါကျွန်တော်မိတ်ဆွေတွေကစိတ်ဝင်စားတဲ့3ကျင်နဲ့ဆိုမှမိမိကြိုက်နှစ်သက်တယ်လို့ကြိုးစားပြီးတော့ကြိုက်တဲ့အပိုင်းကိုယူသုံးစေခြင်းနဲ့မကြိုက်ဘူးဆိုရင်လုံးဝမသုံးစေခြင်းပေါ့နော်ဒါကျွန်တော်ယူရှင်းစွာဖြင့်ပြောပြတာပါအဲ့ဟုတ်ပြီဒါဆိုသူ့အောင်မှာလာမယ့်ကနေ့ကိုကျွန်တော်တို့ကဒီလိုချုပ်ကွက်စနစ်နဲ့တစ်ချက်ပြန်စဉ်းစားကြဒီသုံးလုံးပေါင်းချင်း၄လို့ရိုက်ခဲ့တဲ့အချိန်ကမှာတဲ့တစ်ချက်ပြန်စဉ်းစားကြည့်အောင်နော်ဒီသုံးလုံးပေါင်းချင်း၄လို့ရိုက်ခဲ့တဲ့အချိန်မှာ၄တဲ့တပွင့်ငယ်တဲ့ဒီသုံးလုံးပေါင်းချင်း3ဆိုပြီးသူချုပ်ပြထားတယ်တဲ့နောက်တစ်ခါဒီသုံးလုံးပေါင်းချင်း8လို့ရိုက်တဲ့အချိန်မှာသူကကြပြောင်းပြန်ထိပ်စီသုံးလုံးပေါင်းချင်း၄ကိုဒီလိုရှည်တွေအလဲတိုင်းနဲ့ရှည်တွေပေါင်းချင်းရတယ်၄တဲ့တပွင့်ငယ်တဲ့3နဲ့ချုပ်တယ်ဒီသုံးလုံးပေါင်းချင်း8ဆိုတဲ့ရက်လိုက်ကိုကျ8တဲ့တပွင့်ကြီးတဲ့အလဲတိုင်းနဲ့နောက်တွဲနဲ့9လို့ပြန်ချုပ်တယ်ဒီစနစ်မျိုးနဲ့ဒီကဏ္ဍထွက်လာတယ်ဟုတ်ပြီနော်ဒုတိယကဒီတိုင်းမဲ့ဒီမှာလဲထိပ်စီသုံးလုံးပေါင်းချင်း3ဆိုတဲ့ရက်လိုက်ကိုအလဲတိုင်းနဲ့ရှည်တွေနဲ့3တဲ့တပွင့်ငယ်တဲ့2နဲ့ချုပ်ပြတယ်ဒီသုံးလုံးပေါင်းချင်းရက်လက်ခွန်ဆိုတဲ့ရက်လက်ကိုကျတော့ခွန်ထက်တပွင့်ကြီးတဲ့အလဲတိုင်းနဲ့နောက်ပိတ်နဲ့ပေါင်းချင်းလက်8ဆိုတဲ့စနစ်နဲ့ချုပ်ပြတယ်ဒီစနစ်နဲ့ချုပ်ပြတယ်ဒီကဏ္ဍရက်လက်ထွက်လာတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့စနစ်တိုင်းပဲချုပ်ကွက်ထည့်ကြည့်အောင်ဒီသုံးလုံးပေါင်းချင်း2ကို2ထက်တပွင့်ငယ်တဲ့1ဖြစ်ဖို့ဆိုဒီမှာ1ခါရှိတဲ့အတွက်ဒီသုံးလုံးပေါင်းချင်း1ဖြစ်ဖို့ဆိုရင်1ခါရှိတဲ့ရှင်နှလုံးပေါင်းချင်း10ဆိုတဲ့ method ကိုထည့်ရမယ်ဒီသုံးလုံးပေါင်းချင်းဒီ6လို့ထည့်ခဲ့တဲ့အတွက်6ထက်တပွင့်ကြီးတဲ့အလဲတိုင်းနဲ့နောက်တော့ဒီခွန်လို့ထည့်ရမယ်ဆိုလို့ရှိရင်ဒီမှာ1ခါရှိတဲ့အတွက်နောက်နှလုံးပေါင်းဒီ6လို့ထည့်ရမယ်အဲ့တော့ဒီဖြစ်စဉ်နှစ်ခုနဲ့ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကထွက်လာတဲ့ကဏ္ဍက1ခါရှိတဲ့အတွက်ရှင်နှလုံးပေါင်း10နောက်နှလုံးပေါင်း6ဆိုတဲ့ဖြစ်စဉ်ကိုချုပ်ပြီးတော့ထည့်ရမှာအဲ့လိုချုပ်ပြီးထည့်လိုက်တဲ့အချိန်ကမှဝင်လာတဲ့ကဏ္ဍဒီဖြစ်စဉ်တွေနဲ့ချုပ်ပြီးတော့ထည့်လိုက်တဲ့အချိန်မှာဝင်လာတဲ့ကဏ္ဍကကျွန်တော်တို့နောက်ဆုံးချုပ်ွက်ကဒီမှာဝင်လာမယ့်ကဏ္ဍဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကကဏ္ဍဖြစ်နေရမှာအဲ့လိုဖြစ်စဉ်တွေနဲ့ထည့်လိုက်မယ်ချုပ်ွက်နဲ့ထည့်လိုက်မယ်ဆယ်ခွက်စနစ်ထည့်လိုက်မယ်ထည့်လိုက်လို့ဝင်လာတဲ့ကဏ္ဍက1
1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ကထွက်တဲ့ကဏ္ဍဖြစ်နေရမှာနောက်ဆုံးချုပ်ကွက်ကဟုတ်ပြီအခုလဲအဲ့ဒီရှေ့ဖြစ်စဉ်တိုင်းပဲကျွန်တော်ချုပ်ပြလိုက်ပြီချုပ်တဲ့ချိန်မှာဒီသုံးလုံးပေါင်းချင်းဒီ1လို့ဖြစ်ဖို့အတွက်ဆိုရှင်လုံးပေါင်း30ဒီသုံးလုံးပေါင်းချင်းဒီခွန်လို့ဖြစ်ဖို့အတွက်ဆိုတာနောက်နှလုံးပေါင်း6အဲ့တော့ရှင်လုံးပေါင်း30နဲ့နောက်လုံးပေါင်း6ဆိုစက်ကွက်တန်းပေါ်လာလိုက်မယ်အဲ့စက်ကွက်တန်းကိုခြာရေးကြည့်လိုက်မယ်ရေးကြည့်လိုက်လို့အဲ့ထက်မှာပါတဲ့ကဏ္ဍဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာထွက်လာတဲ့ကဏ္ဍတိုက်ဆိုင်တဲ့ကဏ္ဍကိုကျွန်တော်သုံးကြည့်သုံးပါပေါ့နော်သုံးပါပေါ့ဆိုကျွန်တော်ဒီမှာစက်ကွက်တန်းစနစ်ပေါ့နော်ရှင်နှလုံးပေါင်း30နောက်နှလုံးပေါင်း6စက်ကွက်တန်းစနစ်300ထိပ်စီးလို့ထည့်အချိန်မှာရှင်နှလုံးပေါင်း30ဖြစ်ဖို့300ခါ300ခါရပြီဆိုနောက်လုံးပေါင်း6ဖြစ်ဖို့6နောက်ပဲအဲ့ဒီစနစ်မျိုးနဲ့ဒီစက်ကွက်ထွက်လာတယ်300 306 19 9 88 394 454 5 1 6 4 2 9 3 3 8 2 4 9 1 5ဆိုဒီစက်ကွက်ထွက်လာတယ်ပေါ့နော်ဒီစက်ကွက်ထွက်လာတယ်ဒီစက်ကွက်လုံးကိုအကွက်ရွှေကိုကျွန်တော်ရဲ့နောက်ဆုံးချုပ်ကွက်ဖြစ်တဲ့အကွက်ရွှေကိုသုံးကျင်နေဆိုအကွက်ရွှေနဲ့ကျွန်တော်တို့ကချုပ်ဖို့ဆိုလို့ရှိရင်ဒီကဏ္ဍနှစ်ကွက်ပဲကျွန်တော်ထိုးစရာပါလာတယ်။ဘာဖြစ်လို့လဲဟိုက်6လေးနှစ်နဲ့9.5ဆိုတဲ့ကဏ္ဍကဒီကဏ္ဍနှစ်ကွက်ကအခုချုပ်ကွက်နဲ့စက်ကွက်ချုပ်လိုက်တဲ့အချိန်မှာ6လေးနှစ်နဲ့9.5ဆိုတဲ့ကဏ္ဍနှစ်ကွက်ပဲ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာထွက်ခဲ့တဲ့ထဲမှာရှိတယ်။9.5ဆိုတဲ့ကဏ္ဍကဒီမှာ1.5ခုလို့ထွက်ခဲ့တယ်။နောက်တစ်ခါကျွန်တော်တို့6လေးနှစ်ဆိုတဲ့ကဏ္ဍကဒီမှာ6လေးနှစ်လို့ထွက်ခဲ့တယ်။ဒီကဏ္ဍနှစ်ကွက်ပဲပါတယ်။သူရှိ9နှစ်မြောက်မှာထွက်ခဲ့တဲ့ကဏ္ဍမှာဆို336ကမထွက်ခဲ့ဘူး19ခွန်ထွက်ခဲ့တာမရှိဘူး288ထွက်ခဲ့တာမရှိဘူး3ခွန်9ထွက်ခဲ့တာမရှိဘူး460ထွက်ခဲ့တာမရှိဘူး951လို့ထွက်ခဲ့တာမရှိဘူးခွန်33လို့ထွက်ခဲ့တာမရှိဘူး824လို့ထွက်ခဲ့တာမရှိဘူးဟာဒီနှစ်ကွက်တည်းပဲထွက်တာရှိတယ်64နှစ်နဲ့9.5အဲ့နောက်ဆုံးဖိုင်နဲ့အချုပ်ထိလိုက်ကစားကြလို့ဆိုဒီနှစ်ကွက်ကိုတင်းထိုးဒီလိုမှမဟုတ်လို့ဒီစက်ကွက်တန်းကစားကြလို့ဆိုဒီစက်ကွက်ကိုထိုးအကွက်ရွှေတွေချုပ်တာတွေမကစားဘူးကွာဒီစက်ကွက်တန်းနဲ့စနစ်ထဲကအကွက်ရွှေချုပ်တာရတော့ငါကမကစားဘူးကွာဘာပဲဖြစ်ဖြစ်ဒီ break ချုပ်ကွက်နဲ့ပဲကစားမယ်ဆိုလို့ရှိရင်ဒီနေရာမှာခုနကျွန်တော် break ချုပ်ကွက်ချုပ်ပြထားက2 break 4 break ခွန် break 3ခုပေါင်းခြင်းဒီ3လို့ဖြစ်မှာခွန် break ထဲမှာ3ဖြစ်မှာအဲ့ဒီချုပ်ကွက်နဲ့ပဲကစားမယ်ဆိုဒီကနေ့ဒီစက်ကွက်တန်းထဲမှာကျွန်တော်ပထမအကြိုက်ဆုံးရွေးရမယ်ဆိုလို့ရှိရင်ဒီ6လေးနှစ်9.5ဆိုရယ်ကနန်းဒိုးစီမဟုတ်ဒီ19ခွန်ဆိုရယ်ကနန်းဒါကျွန်တော်ရဲ့မိတ်ဆွေတွေကတော့ကျွန်တော်စဉ်းစားပုံတွေးခေါ်ပုံကိုအသေးစိတ်သူ့အပေါ်မှာဖြစ်မဲ့ဖြစ်စဉ်ရဲ့လာခဲ့တဲ့လမ်းကျော်နှစ်မျိုးရှိတယ်အမျိုးမျိုးစဉ်းစားလို့ရတယ်အမျိုးမျိုးစဉ်းစားလို့ရတဲ့ထဲကသူထည့်သွားတဲ့ဖြစ်စဉ်ဘယ်လိုဖြစ်စဉ်တွေထည့်ပြီးသွားတယ်အဲ့တော့သူအဲ့ဒီဖြစ်စဉ်ထည့်ပြီးသွားတဲ့အောက်မှာပဲလိုက်ပြီးတော့ကျွန်တော်တို့ကအခုချိန်မှာ2026ထဲက2026 16ကျင်းကို2022ထဲကထွက်တဲ့ကဏ္ဍကိုလိုက်ကစားရမှာထွက်တဲ့ကဏ္ဍလိုက်ကစားရမှာဆိုအခုကျွန်တော်ချုပ်ပြလိုက်တဲ့စနစ်တွေနဲ့ထွက်လာတဲ့ကဏ္ဍကိုမိတ်ဆွေတို့က2နှစ်တည်းခုဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေကကိုယ်ကညံကုန်ပြီးတော့2022ထဲကအခြားကဏ္ဍတွေကိုလည်းမိတ်ဆွေတို့ညံကုန်ပြီးကစားလို့ရပါမယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ယူရှင်းမယ်ကျွန်တော်ချုပ်ပြထားတယ်နော်ယူရှင်းမယ်ကျွန်တော်ချုပ်ပြထားတယ် break ချုပ်ပွက်နေဆိုရင် break ခွန်လို့ထည့်ကစားမှာအဲ့ဒီ break ခွန်လို့ထည့်ကစားမယ်ဆိုလို့ရှိရင်ယူရှင်း2020ထဲက break ခွန်ဆိုတကွက်တည်းပဲထွက်တာရှိတယ်136ဆိုတဲ့ကဏ္ဍစိတ်ဝင်စားတဲ့မိတ်ဆွေတွေကတော့ထိစီးတဲ့နောက်ပိတ်ကိုကိုယ်တိုင်ကြိုးစားပြီးတော့အဖြစ်ပြီးတော့ကစားစေချင်ပါတယ်အဲ့လိုမဟုတ်ဘူးသူ့အပေါ်မှာတော့လည်းပဲနှစ်ရထွက်မဲ့ break နှစ်ကဏ္ဍကခွာပေါင်းခြင်းဒီအလဲတိုင်းဆိုတဲ့စနစ်နဲ့ထွက်တာအဲ့စနစ်ကိုစီးစနစ်တကြပေါ့နော်ထိစီးအလဲနောက်ပိတ်ကိုစီးစနစ်တကြသူကဆွဲထည့်ပြီးတော့ချုပ်ကွက်ထဲမှာထည့်ကစားသွားတာအဲ့ဒီချုပ်ကွက်မျိုးနဲ့ပဲအောက်မှာထွက်မဲ့ကဏ္ဍကိုချုပ်ကြည့်လိုက်မယ်သူ့ရဲ့ခွန်းဆက်တိုင်းလိုက်ပြီးတော့သူတိဆောက်လာခဲ့တဲ့ process ပေါ့နော်သူခွန်းဆက်တိုင်းကျွန်တော်လိုက်ပြီးတော့ထပ်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘွဲကိုရှင်လုံးပေါင်း30နောက်လုံးပေါင်း6ဆိုစက်ကွက်တန်းရတာအဲ့ရှင်လုံးပေါင်း30နောက်လုံးပေါင်း6ဆိုစက်ကွက်တန်းကိုကျွန်တော်ချရင်းလိုက်တဲ့အချိန်ကမှကနန်းစက်ကွက်ထွက်လာတာ336 19ခွန်
288 309 465 54 2 842 914ဆိုပြီးဒီကနေ့ဆက်ကွက်ထွက်လာတာအဲ့ဒီဆက်ကွက်ထဲကကျွန်တော်အကွက်ရွှေစနစ်နဲ့နောက်ဆုံးဖိုင်နဲ့ချုပ်ကွက်ထိလိုက်ကစားမယ်ဆိုလို့ရှိရင်ဒီဆက်ကွက်တန်းထဲမှာပါလာတဲ့ကဏ္ဍနှစ်ကွက်ပဲ2020ထဲမှာထွက်ခဲ့တဲ့ကဏ္ဍရှိတယ်အဲ့ဒါက642နဲ့915ဆိုတဲ့ကဏ္ဍနှစ်ကွက်နောက်ဆုံးဖိုင်နဲ့ကျွန်တော်တို့ကြိုက်တဲ့ကစားကွက်အကွက်ရွှေတွေလိုက်ကစားမယ်ဆိုရင်ဒါ642နဲ့915ဆိုတဲ့ကဏ္ဍနှစ်ကွက်ဒါမိတ်ဆွေတို့ကစားလို့ရမယ်ဦးစားပေးပြီးတော့အဲ့လိုမျိုးစက်ကွက်တန်းလုံးစက်ကွက်တန်းနဲ့စက်ကွက်လုံးကစားနိုင်တဲ့လူကစားမကစားနိုင်လို့ကျွန်တော်ချုပ်တဲ့နောက်ဆုံးချုပ်ကွက်ဒီလိုက်ကစားမယ်ဆိုအကွက်ရွှေအနေနဲ့ဆိုရင်642နဲ့915ဆိုကဏ္ဍနှစ်ကွက်ကိုဦးစားပေးကစားရမယ်အဲ့လိုဘယ်နဲ့ဒီစက်ကွက်တန်းနဲ့တခြားကဏ္ဍကိုကိုယ်တိုင်စိတ်ကြရွေးချယ်ပြီးကစားခြင်းနဲ့ပါဆိုရင်လေမိတ်ဆွေတို့ကစားလို့ရမယ်ဗရိတ်ချုပ်ကွက်နဲ့ပဲယူရှင်အကွက်ရွှေကိုမဆောင်ဘူးဒီစက်ကွက်တန်းစနစ်တွေကဗရိတ်ချုပ်ကွက်နဲ့ယူမယ်ဆိုခွန်ဗရိတ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရှင်လုံးပေါင်း30နောက်လုံးပေါင်း6ဆိုတဲ့မက်တပ်မှာခွန်ဗရိတ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီတကူခွန်ဆွဲကဏ္ဍတစ်ခွက်ပဲပါတာဒီကဏ္ဍကိုကြိုက်တယ်ဆိုရင်ကစားဒီကဏ္ဍကိုကစားဒါယူရှင်ကျွန်တော်တို့သုံးသက်ပြပေးလိုက်တာပေါ့နော်ဒါကြိုက်နှစ်သက်မှလည်းသုံးပါမကြိုက်ရင်မသုံးပါနဲ့ကန်တာလည်းအဓိကပါနော်ကျွန်တော်တို့ဒီဆက်ဆက်ပြီးတော့တွေးခေါ်ပြတယ်ကျွန်တော်တို့ရဲ့ကံတရားကချက်ထွက်တဲ့နေ့ဒီကျွန်တော်တို့ရဲ့ကံတရားကငွေရရှိခြင်းရှိမယ်ကျွန်တော်တို့ကံတရားကထီပေါခြင်းရှိမယ်ဆိုမှကျွန်တော်တို့ဆက်ဆက်တွေးခေါ်တဲ့ဟာတွေကတဲ့တဲ့တိုးမှဖြစ်တယ်နော်ဒီလိုမျိုးကံတရားမရှိတဲ့အချိန်ထိကတော့ဒါပေါက်ွက်ဆိုတာကျွန်တော်တို့ဖြစ်မရဘူးချက်ဆိုတော့အမျိုးမျိုးနည်းစအောင်ဒီလိုပဲရှေ့မှာဖြစ်တဲ့ဖြစ်စဉ်ကိုနောက်ကလိုက်ပြီးမြင်းကစားတာဖြစ်တဲ့အတွက်ဒီလိုရှာဖွေလို့တော့ရတယ်ဒါအပိုင်လားသိကြလားဘယ်သူမှမလဲမပိုင်ဘူးဘယ်ဟာမှလည်းမသိကြဘူးကံတရားနဲ့ကျွန်တော်တို့ဆက်ဆက်တွေးခေါ်တဲ့အပိုင်းနဲ့တိုက်ဆိုင်သွားတဲ့အချိန်ကျွန်တော်တို့ကံကောင်းလာတဲ့အချိန်ဒီနေ့ဒီလိုထိထိမိမိပေါက်နိုင်တယ်ဆိုတဲ့အယူဆကိုတွေးပြီးတော့လိုက်ပြီးတော့ကျွန်တော်ရှာဖွေခြင်းတာဖြစ်တဲ့မိတ်ဆွေတွေနဲ့ကြိုက်နေတဲ့မှာသုံးပါမကြိုက်ရင်မသုံးပါနဲ့ပေါ့နော်အဲ့တော့သူလာခဲ့တဲ့ရှောင်းလုံးကလည်းစီနီယာရင်းနဲ့အကုန်ပြီးတော့စတယ်ခဲ့တဲ့ဖရိမှာလည်း398ထောက်မကနန်းလည်း301နှစ်အကုန်ထောက်တယ်နောက်တစ်ခါဒီမှာဖြီးတော့လေစီနီယာရင်းနဲ့ပဲထိပ်စီထောင်3လုံးမောင်းခြင်း4 3နှစ်နောက်ပြီး3လုံးဒီ8ခွန်6အဲ့ဒီမှာနှလုံးပေါင်းခွာပေါင်းခြင်းဒီအလေတိုင်းလေးဝင်တဲ့ချိန်မှာလည်းချုပ်လိုက်ချုပ်ကစုံစီနီယာအကုန်ချုပ်တာဒီမှာလည်း3လုံးပေါင်းခြင်းဒီ8ပြီးတော့နှစ်ပွင့်ရောက်ပြီး3လုံးပေါင်းခြင်းဒီ6ပြီးတော့ဒီမှာလည်း3လုံးပေါင်းခြင်းဒီ4ဆိုပြီးတော့အလဲတိုင်းလည်းဒီကိုချုပ်ွက်ဒီပါလေးတယ်တနည်းအားဖြင့်အနိကဆိုင်မှာကျွန်တော်ရဲ့ member အဖွဲ့ဝင်နေတာတော့တည်တယ်ကျွန်တော်ရှင်းပြလိုက်တယ်ဒီနေ့ထက်မှနှစ်ပိတ်စကြရင်ကျွန်တော်တို့က senior 3ကွက်နဲ့ကျွန်တော်ချုပ်ပြီးတော့ချိန်တိုက်ဆိုင်တဲ့ချိန်ကစားမယ်ဆိုစောင့်တာပဲသို့တော့ကျွန်တော်တို့ချုပ်ကွက်3ကွက်ထဲမှာသူနှစ်မျိုးပဲထည့်ပြီးတော့ဒီဟာနဲ့ပေါင်းဆက်ပြီးတော့နှစ်ပိတ်ကိုဒီလိုအောင်သွားတယ်လို့ကျွန်တော်တို့အမြင်မှာမြင်လိုက်တာပေါ့နော်ဒါကြောင့်ဒါလည်းဒီပွဲကိုသူ့ရဲ့နောက်ဆက်တွဲကွင်းဆက်ကစားပွဲကိုလိုက်ကစားပေးတာဖြစ်တယ်ကြိုက်နေတဲ့ဆိုရင်သုံးပါမကြိုက်ရင်မသုံးပါနဲ့အဲ့တော့6-4နှစ်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာကျွန်တော်ဒီ2020နှစ်ထဲကကဏ္ဍဒီ2026ကိုအကွက်ရွှေနိုင်နေဆိုတဲ့အချိန်မှာ6-4နှစ်ဆိုတဲ့2020နှစ်ထဲကဏ္ဍတစ်ကွက်က2025အရင်ကျိုးထွက်ရမယ်ထွက်ပြီးမှ2026ကိုရရမယ်ဆိုကွင်းဆက်ပြဘူးတယ်အဲ့ဒီစနစ်နဲ့ဆိုဟိုက်6-4နှစ်ကတနှစ်2020ကနေတနှစ်နဲ့3နှစ်4နှစ်2025မှာအရင်ကျိုးထွက်ဘူးတယ်အဲ့ကွင်းဆက်တဲ့ကစားကွက်တွေ3ကွက်လား4ကွက်လားရှိတယ်ကျွန်တော်ပြောဘူးတယ်အဲ့စနစ်နဲ့ဒီကဏ္ဍတွေဒီကွက်ကထွက်နိုင်တဲ့အယူဆမှာဒါတိုက်ဆိုင်တာရှိတယ်နောက်တစ်ခုကအဲ့ဒီတင်္ဂါကိုပတ်လေကဏ္ဍဒီ2026ထဲမှာအကွက်ရွှေနိုင်တယ်ဆိုအယူဆကျွန်တော်ရှင်းပြဘူးတဲ့ရှေ့ရဘူးတဲ့ဘက်မှာစိတ်ဝင်စားပြန်လိုက်ရှာကြည့်ဒါနဲ့လည်းတိုက်ဆိုင်မှုရှိတယ်နောက်တစ်ခုအခုကျွန်တော်ချုပ်ပြလိုက်တဲ့19336ဆိုတဲ့ကဏ္ဍကလည်းကျွန်တော်ဒီကဏ္ဍမှာဒီကဏ္ဍဒီနေ့ထက်ကိုလိုက်ရှုအကွက်ရွှေကဏ္ဍရှိတယ်အရင်တော့ကျွန်တော်ရှင်းပြဘူးတယ်နောက်တစ်ခုကျွန်တော်တို့ဒီပတ်စံမှာဒီကွက်ရွှေနဲ့ဒီနေ့ထက်ကဏ္ဍမဟုတ်တော့ဘူး1ခွန်တို့တော့ဆယ်ကွက်စနစ်တန်းနဲ့ဒီဘိတ်နဲ့ချုပ်ရင်မှာ1ခွန်ဆိုတဲ့ကဏ္ဍအဲ့ဒီကဏ္ဍကြီးလည်းအကွက်ရွှေရရွှေကစားလို့ရတယ်ရှိပါတယ်အဲ့ဘာလဲဆိုကျွန်တော်မူရင်းကန်တယ်300တိနောင်လုံးပေါင်းခွန်လို့ရတယ်အဲ့ဒီအချိန်မှာ
10 break လို့ရိုက်တယ်10တဲ့တပွင့်ကြီးရဒီနေ့ထဲ9 break ကနခွန်8သေးဆိုရယ်ကနတွေကသူ့ရဲ့နောက်1 2 2 3 4 5 6 9 9မြောက်မှာလိုက်ထွက်ထားတာရှိတယ်ဒါဆို3ရက်ထိပ်ဒီနောက်လုံးမှာခွန်လို့ရိုက်တယ်အဲ့ဒီနေ့ထဲက9ချိန်မှာ break ခွန်ထောက်တယ်ခွန်ထက်တပွင့်ကြီးရ break ရှေ့ကနအဲ့ဒီနေ့ထဲအဲ့3ရက်6နှစ်ဆိုတဲ့ကနက1 2 2 3 4 5 6 9 9မြောက်မှာလိုက်ထွက်ထားတယ်ဒါဆိုရင်ကျွန်တော်တို့3ရက်ထိပ်ဒီနောက်လုံးမှာခွန်လို့ရတယ်9ချိန်မှာ break 6ထောက်ထားလို့ဟာဒီနှစ်ထဲက break ခွန်ကနတကွက်ဘာရှိမလဲ3 3 1ဆို break ခွန်ကနရှိတယ်6 4ခွန်6ဆို break ခွန်ကနရှိတယ်1 9ခွန်ဆို break ခွန်ကနရှိတယ်2 3ဆို break အဲ့ထွက်ခဲ့တဲ့ break ခွန်ကနတကွက်ဒီသူ့ရဲ့နောက်1 2 2 3 4 5 6 9မြောက်မှာလိုက်ထွက်ရမယ်ဆိုတဲ့အယူဆလည်းရှိတယ်အဲ့အယူဆနဲ့ဆိုရင်ဒီ1 9ခွန်ဆိုတဲ့ကနန်းဒီလည်းပဲအခုကျွန်တော်ထောက်ပြတဲ့မှာတိုက်ဆိုင်မှုရှိနေတယ်ပေါ့နော်ဒါဆိုရင်စိတ်ဝင်စားရဆိုရင်3ယောက်ပေါ့မိတ်ဆွေတို့အဲ့တော့ကျွန်တော်အခုလက်ရှိချိန်ထိဗီဒီယိုဖိုင်ကိုမိနစ်30ကျော်နေပြီပေါ့နော်အရင်ကြာရင်လည်း YouTube တင်လို့မကောင်းမထွက်ဘူးအဲ့တော့ကျွန်တော်လက်ရှိချိန်ထိအားလုံးစုစုပေါင်းကျွန်တော်ပြောခဲ့တဲ့မြတ်အနေထားပါအကုန်တောင်းစီအောင်လိုက်ထိုးမယ်ဆိုရင်ဒါက10ခွက်တန်းစနစ်ဖြစ်တဲ့10ခွက်ဒီကောင်ကပတ်လက်ထိုးရင်6ခွက်16ခွက်ပဲရှိတယ်အဲ့ထဲမှာကျွန်တော်ကတီးတီးရိုးရှင်းကစားခြင်းလို့ဆိုဒီထဲဒီကနန်းဒါကလည်းရိုးရှင်းထုတ်ပဲဒီထဲကနေမှာကျွန်တော်ကြိုက်ဆုံး1 9ခွန်ဆိုရယ်ကနန်း6 4နှစ်ဆိုရယ်ကနန်း9 1 5ဆိုရယ်ကနန်းကိုကျွန်တော်က3ခွက်ထပ်ပြီးတော့ရွေးပြလိုက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်မိတ်ဆွေရဲ့ကြိုက်ရင်3မှာဒီစနစ်ဒီမူဟန်ကဒီဘွဲမှာကျွန်တော်ကဒီမူဟန်နဲ့ကြိုက်ဆုံးကနန်းအော်ကနန်းကစားဖို့ရွေးထားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်မိတ်ဆွေတို့ခုနချုပ်ပြလိုက်ပြီးခါတိုင်းတစ်လုံးကနေရှေ့တွဲခါတိုင်းတစ်လုံးကနေနောက်တွဲချုပ်ပြအဲ့နှစ်ခုပေါင်းဆက်ပြီးတော့ကျွန်တော်တို့အခွာကိုချုပ်ပြနိုင်မှာဆိုတကွယ်ကောင်းထွက်တယ်ပေါ့နော်အဲ့တကွယ်ကောင်းစနစ်နဲ့ပဲကျွန်တော်ရဲ့မမအဖို့ဝင်တွေကအကျိုးဆုံးတကွယ်ထပ်ပြီးရွေးလို့ကျွန်တော်ကြိုးစားနေတယ်ပေါ့နော်ကြိုးစားနေတယ်ပေါ့ရှာဖွေနေတယ်စိတ်ကြိုက်ဖြစ်တဲ့ကနန်းကိုအဲ့ဒီစနစ်နဲ့ထုတ်မယ်ထုတ်လိုက်လို့အကွက်ရွှေ့ညီတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်အကွက်ရွှေကနန်းကိုပဲကျွန်တော်ကတော့အကွက်ရွှေကိုအတန်တာဖြစ်တဲ့အတွက်အကွက်ရွှေကနန်းကိုစူးစမ်းပြီးတော့ဆုံးဖြတ်ထားတယ်ပေါ့ဒါကျွန်တော်မိတ်ဆွေများလည်းပဲကျွန်တော် YouTube အစောင့်နေတဲ့မိတ်ဆွေများလည်းပဲကိုယ်တိုင်လည်းစဉ်းစားပြီးတော့ကျွန်တော်တင်ပြနေတဲ့ဆွေးနွေးတဲ့အပိုင်းတွေမှာဖြစ်နိုင်မဖြစ်နိုင်ဖြစ်နိုင်တယ်ထင်လို့ like ကစားမယ်ဆိုရင်ကိုယ်တိုင်ညံကွန့်ပြီးတော့ဘယ်လိုလဲဆက်ပြီးဆက်ထပ်ပြီးတော့ညံကွန့်ပြီးတွေးလို့ရတယ်ပေါ့နော်တွေးစီခြင်းနဲ့စိတ်နဲ့စောစီးပဲတင်ပြလိုက်တာဖြစ်ပါတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများအားလုံးကသုံးပါစိတ်ဝင်စားတဲ့မိတ်ဆွေများအားလုံးကမသုံးပါနဲ့ပေါ့နော်ကျွန်တော်တင်ပြနေတဲ့ဗီဒီယိုဖိုင်များကိုအမြဲကြည့်ရှုအားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်လို့ပြောကြရတဲ့ဒီဗီဒီယိုကိုဒီနေရာမှာကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေ good luck ပါခင်ဗျအခုတင်ပြပြီးတော့ဒီကျွန်တော်ရာဇာဘွားစနေသားဖြစ်ပါတယ်မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ